မင်္ဂလာပါကျွန်တော်ဒီနေ့ကိုရမျိုးဆောင်တော့အမေစီမဟာမိတ်ဖွဲ့ရုံးကိုရောက်နေတာပေါ့နော်ဒီရောက်နေရတဲ့ကြောင်းရင်းကကျွန်တော်တို့ဒီမြန်မာလူသမားပေါ့နော်ကျွန်တော်တို့ခိုင်နိုင်ငံရောက်မြန်မာလူသမားမိသားစုကကျွန်တော်တို့ပတ်6တန်းခြေစုကိုမိသား2ရက်လေးရနေပြီးတော့မိသား2ရက်လေးထွက်ကြည့်တဲ့ခြေစုကိုပတ်ထုတ်ခဲ့တယ်ကန်ထုတ်ခဲ့ပြီးတော့ဒီကိုရမျိုးတို့အမေစီမဟာမိတ်ဖွဲ့ကနေပြီးတော့ဒါဆက်သွယ်ပြီးတော့ထုတ်နေတယ်ဆိုတော့သတင်းကြားလို့ကျွန်တော်မလာရောက်ပြီးတော့မေးချင်ဖြစ်ပါတယ်ဒီမှာကိုပြောရကိုတို့ဒီခြေစုံတွေထုတ်တာနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီခြေပေါက်တယ်ဆိုတာဘယ်လိုကနေပြီးတော့ဘယ်လိုကိုတို့ရှိကိုဆက်သွယ်မိတာဘယ်လိုဆက်သွယ်မိလဲဆိုတော့ဒီအခုပေါ့နော်ဒီခြေပေါက်တဲ့ကိုကြီးတွေဇနီးမောင်နှံကနေပြီးတော့ကျွန်တော်ဒီကိုရဲမင်းတို့ကြီးအမေကြီးပေါ့နော်ဖုန်းဆက်သွယ်လာတယ်ဆက်သွယ်လာတဲ့အချိန်မှာကျွန်တော်တို့ကနေပြီးတော့မြေပြင်စုလို့ပေါ့နော်ချိတ်ဆက်တယ်ဒါကျွန်တော်တို့ရဲ့ဒီထုံးလုပ်ငန်းစဉ်ကျွန်တော်တို့တိုင်ပင်ဆွေးနွေးတော့ကျွန်တော်တို့လုပ်ငန်းစဉ်တိုင်းကျွန်တော်တို့ဆက်ပြီးတော့ဆောင်ရွက်နေတာပေါ့ဆောင်ရွက်ဒီလက်ရှိခြေကတ်ထိုးရှင်ပေါ့အသေးလင်မရပေါ့ကတ်ထိုးရှင်မိသားစုတို့ပါပေါ့နော်ဈေးမောင်တဲ့အနေနဲ့ကျွန်တော်တို့ဒီခြေပေါက်တယ်ပေါ့နော်ခြေပေါက်ပြီးတော့ဒီတည်ခြင်းမှာဘယ်လိုဖြစ်လို့ဒီကိုရမင်းစီကိုဆက်သွယ်တာခဲ့တာလဲပေါ့နော်ထိုင်းနိုင်ငံမှာဆိုရင်ဒီအဖွဲ့အစည်းတွေအများကြီးရှိတယ်ထုတ်ပေးတဲ့လူတွေရှိတယ်ပေါ့အဲဒါဘယ်လိုအကြောင်းကြောင့်ဘယ်လိုစိတ်ကူးကြောင့်ဒီကိုရမင်းတို့ဆက်သွယ်မိတာလေးလည်းပြောပြပါကျွန်တော်က live မှာငကိုရေရောက်ကိုရမင်းတို့ဖုန်းကြည့်တယ်ဖုန်းကြည့်တော့ကိုရမင်းတို့ကဖုန်းကြည့်တယ်ယုံကြည်ရစိတ်ချတယ်လေယုံကြည်စိတ်ချတယ်ဆိုတော့ကိုရမပေါ့ချင်ကိုပေါက်လဲငါပေါက်လဲလို့ကိုရမင်းတို့ပဲဆက်သွယ်မှာပဲဆိုပြီးတော့ဆက်သွယ်ကြတာပေါက်ပြီးရင်ပေါက်ဆက်တာကိုရမင်းစီပေါက်ဆက်တာကိုကျွန်တော်ပေါက်နေပြီပေါက်ပြီဟုတ်ကဲ့ပါဒီဒါဆိုတော့လက်ရှိဒါအမေစီယုံနေနဲ့ဒါဒီခြေစုပ်ငွေတွေကိုလိုအပ်ဒီထုတ်စုငွေတွေကိုထုတ်ပြီးတော့ဒါလိုအပ်တဲ့နေရာတွေကိုရောက်အောင်ဒါကိုတို့လုပ်ငန်းတွေလိုက်ဆောင်ရွက်နေတာပေါ့နော်ဟုတ်ကဲ့ဒီလုပ်ငန်းတွေဆောင်ရွက်ဆိုတော့ဒီအခုကျွန်တော်တို့ဆက်သွယ်တဲ့ဒီနေ့ဆိုတဲ့တနေ့နေ့နေ့တာကြီးပြောတယ်ကျွန်တော်ဒီကလုပ်ငန်းတွေလိုက်ဒီရုံးဖွင့်ရတယ်ကျွန်တော်ဒီလုပ်ငန်းတွေလိုက်ကျွန်တော်သွားမယ်ဒါငွေတွေကလည်းဒီကဇနီးမောင်နှံကြီးဒီဇနီးမောင်နှံကြီးတက်ရက်တို့စီပဲရောက်လာတဲ့ခါနဲ့နေချင်းပြီးကျွန်တော်တို့ကဆောင်ရွက်ပြီးမယ်အဲဒီတကယ်ဒီမြန်လားမမြန်လားဆိုလို့ဆိုတော့အကန်အကန်စင်နေတဲ့ဒီရုံရောက်တဲ့ခါကျရင်သူ့ရဲ့ PT စကားတွေပေါ့နော်ဒီဟာတော့ပုံကြားဟုတ်ကဲ့ပါနော်ကျွန်တော်လုပ်မှာဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေပေါ့နော်ဒီကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်မိတ်ဆွေတွေကိုဒီချီကန်ထူတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိုင်းတို့အနေနဲ့ဘယ်လိုပြောချင်လဲပေါ့နော်ဘယ်လိုကန်ဘယ်လိုမျိုးအတင်ခွန်အားတွေပေးချင်လဲပေါ့ခွန်အားတွေပေးချင်လဲဆိုတော့မြန်မာလူသားတွေအကုန်လုံးကိုလိုပဲမြန်မာလူသားတွေအကုန်လုံးကိုလိုပဲမြန်မာလူသားတွေအကုန်လုံးကိုအားတင်ထားပေးပါလို့ပြီးတော့မြန်မာပြည်သူကိုလည်းပို့ပြီးတော့ပောက်ခဲ့လို့ချင်းရင်ကိုရဲမင်းနဲ့ဆက်သွယ်ပြီးတော့စကောင်းထည့်ပေါ်ပါလို့အားပေးခြင်းနဲ့ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ဒါဒီတဦးနဲ့ဆိုလို့ရှိရင်ကိုပြောရဟိုဒီတဦးလက်ရှိအခုဒီကန်လူရဲ့သတင်းမောင်နဲ့အဦးနဲ့ဆိုလို့ရှိရင်အခုတို့ဒီ MAC အနေနဲ့ထီစုငွေထုတ်ပြီးကြတာပထမမြောက်ပြီလေဆိုတာဒီအခုဒီ MAC အနေနဲ့ပေါ့နော်အရင်ကကိုရဲမင်းဒါကကိုရဲမင်းကိုယုံကြည်လို့ကိုရဲမင်းဒီဟိုစတဲ့အလုပ်သမားတွေလောက်တာကိုရဲမင်းကယုံကြည်လို့ကိုရဲမင်းတို့တွေဒီအဖွဲ့ကြီးအများကြီးရှိတဲ့ကြားတွေရတယ်နော်ယုံကြည်တဲ့ဟိုကိုရဲ့ဟိုဘယ်6တန်းပေါက်လဲဆိုတော့ယုံကြည်တဲ့လေးတိုင်းဆက်သက်ထားလားကိုရဲမင်းတို့ဟိုငကုန်းပေါ့နော်AC မှဒီကို MACD ဆိုရင်59ဦးလောက်ရှိပြီ59ဦးလောက်ရှိပြီเนาะကျွန်တော်တို့မြန်မာပြည်သားတွေဒီကျွန်တော်တို့ထိုင်းနိုင်ငံမှာကျွန်တော်တို့မြန်မာလူသမားတွေကန်ထူးခဲ့တာပေါ့ဒီဘက်6တန်းစုတွေတစ်ဆောင်နှစ်ဆောင်အဲ့လိုအတွဲလိုက်ပေါက်ကြရည်လည်းရှိပေါ့ဒါလက်ရှိဌာနတခြားဒီတော့ဒီလက်ရှိဒီ MAC ကိုရမင်း AC မှာဒီ MAC ကို59ဦးလောက်ရှိခဲ့ပြီเนาะပြရပါတယ်ဟုတ်ကဲ့ဒါကိုလို့ဆို59ဦးရောက်ဒါနောက်ထပ်လည်းဒီကိုမြန်မာပြည်သားတွေထပ်ပေါက်မယ်ကြည့်ပါယုံကြည်ကြတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်အခုဒီမှာကျွန်တော်တို့ဒီဗီဒီယိုဖိုင်ကိုကြည့်ရှုနေတဲ့ job page တွေကိုလည်းဒါကျွန်တော်ဒီချီကန်ထူတာနဲ့ပတ်သက်ပြီးတော့ဒါဒီကျွန်တော်မိသားစုစကားပိုင်းလေးကျွန်တော်တို့ဒါညှဝေပေးဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးလည်းနောက်လာတွေမှာလည်းကတ်ထူကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာဟုတ်ပါပြီ